ကျွန်တော်ဟာဓာတ်တစ်ချောင်းနဲ့တဲကန်ရာရတဲ့ကိုထိုးဆိုပြီးခြေဟောက်မဲ့တစ်ချက်ချင်းပြန်နှင်းကြည့်ရင်စမ်းသက်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ရှိကမြေပြင်ဟာရုတ်တရက်ပြိုကျသွားခဲ့တယ်ကျွန်တော်ရဲ့အသင်းဖော်တွေအားလုံးကိုချက်ချင်းအော်ခေါ်လိုက်တာပေါ့။ဒါဟာတဲကန်ရာရထဲမှာရေရွေးရှာဖို့အတွက်အသုံးအများဆုံးအိုမင်းရင်ရောတဲ့နေလန်းတစ်ခုပါပဲ။ကျွန်တော်တို့ရေမတောက်ရတာ3ရက်ရှိပြီဖြစ်လို့ဒီရေရင်းလေးပေါ်မှာပဲမျောလင်းချက်အားလုံးပုံအောထားခဲ့ကြတာပါ။ဒါပေမဲ့ရေရင်းဖုံးကိုလည်းဖွင့်လိုက်ရောလူတိုင်းချက်ချင်းစွန့်သွားခဲ့ကြတယ်အထဲမှာရေတဆက်မှရှိမနေခဲ့ပါဘူးအသင်းဖော်တွေရဲ့မျက်နှာပေါ်ကစိတ်ပြတ်အားငယ်ရိပ်တွေကိုမြင်လိုက်ရတဲ့ခေါင်းဆောင်ကအုတ်ခဲတခဲကိုကောက်ယူပြီးအတွင်းထဲကိုပစ်ချလိုက်ပါတယ်တွင်အောက်ခြေကနေထွက်ပေါ်လာတဲ့6ကက်ကက်အတန်ကကျွန်တော်တို့ရဲ့မျောလင်းချက်မဲ့မှုကိုပိုပြီးတော့တောင်ကြီးထွားလာစေခဲ့တယ်အစိုးမဲတဲ့ဆဟာရတဲ့ကနာရကြီးထဲမှာရေမရှိပဲပိတ်မိနေတဲ့ကျွန်တော်တို့အတွက်တော့တင်မင်းကိုပဲထိုင်ဆောင်နေဖို့ရှိပါတော့တယ်ဒါပေမဲ့ခေါင်းဆောင်ကတော့အရှုံးမပေးပဲရဲဘော်တယောက်ကိုတွင်းထဲဆင်းပြီးတေချာစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့အောက်ခြေမှာလည်းတဲတွေပဲရှိနေခဲ့တာပါသူ့အပေါ်ကိုပြန်တက်ခါနီးဆဲဆဲမှာပဲတွင်းနံရံမှာဆိုးဖြစ်နေတာကိုရုတ်တရက်သတိပြုမိသွားခဲ့တယ်အဲ့ဒီနောက်နံရံကိုတဖြည်းဖြည်းချင်းအသာအရာဆန်းသက်ကြည့်လိုက်တဲ့အခါထောင်ဆုံးတနေရာကနေရေဆက်လေးတွေစိမ့်ထွက်နေတာကိုတွေ့လိုက်ရပါတယ်သူကအပေါ်ကိုရေထဲစရာခွက်ချက်ချင်းတောင်းတာကြောင့်ကျွန်တော်တို့လည်းလက်ထဲမှာရှိတဲ့တန်ဘူးခွန်လေးတစ်ခုကိုကြားဦးနဲ့ချက်ချင်းတွဲလောင်းချပေးလိုက်ရတဲ့ရေကဘလောက်တောင်တန်ဘူးရှိလဲဆိုတာသူသိနေတာကြောင့်ရေတစ်ဆက်မှမဖိတ်စင်စေပဲတန်ဘူးတွေကိုဂယုတစိုက်ခံယူခဲ့ပါတယ်ရေပမာဏကအရန်နေပေမဲ့ဒါဟာကျွန်တော်တို့9ယောက်လုံးအတွက်တော့အသက်ဆက်စရာမျှော်လင့်ချက်အလင်းရောင်ပါပဲခေါင်းဆောင်ကလည်းရေထဲစရာဘူးတွေခွက်တွေထည့်ယူလာဖို့ချက်ချင်းပဲအမိန်ပေးလိုက်ပါတော့တယ်တော်တော်ကြာပြီးတဲ့နောက်